One Piece မှာအဓိကထားတဲ့ power တွေဆိုရင် Double Fruit နဲ့ Haki ကိုပဲပြင်းမြင်ကြပြီးသူတို့နဲ့အတူအရေးကြီးတာဆိုရင်ဓာတ်တွေပါပဲဇက်လန်ထဲမှာအဓိကလက်နဲ့ဆိုရင်ဓာတ်တွေလို့ပြောလို့ရပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာတော့ဓာတ်တွေရဲ့အဆင့်တွေအကြောင်းနဲ့ဇိုရိုရဲ့ဓာတ်တွေအကြောင်းကိုအဓိကထားပြီးပြောပြသွားမှာပါဗီဒီယိုလေးကိုမဆက်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုတွေမှာလည်းဒီထက်ကောင်းတဲ့ content လေးတွေလုပ်ပေးပါမယ်လို့ခတိပေးပါတယ်ဓာတ်တွေရဲ့အဆင့်တွေအကြောင်းသိထားမှာနောက်ဇိုရိုရဲ့ဓာတ်တွေအကြောင်းပြောပြရင်ဘယ်ဓာတ်တွေကဘယ်အဆင့်မှာရှိလဲဆိုတာကိုသိသွားမှာဖြစ်ပါတယ်ဓာတ်တွေမှာတော့တာမန်ဆက်ရုံတွေပဖဲဆရာတွေကထုတ်လုပ်ထားတဲ့ဓာတ်တွေရှိကြပြီးတာမန်ထပ်ပို့တဲ့ဓာတ်တွေကိုတော့မီတိုလို့ခေါ်ပြီးအရေးချင်းရှိတဲ့ပဖဲဆရာတွေပြုလုပ်ထားတာပါဓာတ်တစ်လက်ကမီတိုဆိုရင်ဒီဓာတ်ကတာမန်ထက် quality ပြင်းတဲ့ကိုပိုင်အသေးစိတ်ရှိတဲ့ကိုပိုင်ဝေးပါဝါရှိကြပါတယ်တာမန်ထက်လည်းပိုပြီးတန်မာကြပါတယ်မီတိုတွေကဖန်တီးဖို့မလွယ်သလိုခိုင်ဆောင်တဲ့သူကမတန်မာရင်ဓာတ်တွေကခိုင်ဆောင်တဲ့သူရဲ့စိတ်ကိုပြန်လှမ်းမိုးသွားပြီးအသက်တည်ဆုံးတဲ့အထိဖြစ်နိုင်ပါတယ်မီတိုတွေကချိန်စာတင်သားလို့နာမည်ကြီးကြပြီးအမှန်တော့ခိုင်ဆောင်သူတွေကမထိုက်တန်လို့သာဖြစ်ကြပါတယ်ဒါရဲ့ဥပမာကတော့ lockdown ရဲ့ဓာတ်ဆိုင်မှာဓာတ်တွေအများကြီးရှိခဲ့တဲ့ကဇိုရိုကစမ်းတိုက်ကီတက်စုကိုတတိထားမိခဲ့ပြီးဓာတ်ကလည်းဓာတ်ရဲ့ဝေးပါဝါကြောင့်ဖြစ်နိုင်ပြီးဆိုင်ရှင်ကိုယ်တိုင်ကလည်းဓာတ်ကဘလောက်ချိန်စာတင်ကြောင်းရှင်းပြခဲ့ပါတယ်ဓာတ်ဆိုင်ပိုင်ရှင်အီပိုမတ်စုကစမ်းတိုက်ကီတက်စုကိုကိုယ်တိုင်မသုံးပေမဲ့ပြစ်လိုက်ရင်လည်းသူ့ကိုချိန်စာတင်မှဆိုလို့ဈေးနှင်းနဲ့ရောင်းဖို့လုပ်ခဲ့တာပါကီတက်စုကိုကင်ချင်ရင်ကိုယ်တိုင်ကဓာတ်ရဲ့ဝေးပါဝါထက်ပုံမြင့်မှရပါမယ်ဓာတ်တွေကိုတော့အဆင့်၄မျိုးခွဲထားပါတယ်အဆင့်မြင့်လေအရေးသွေးကောင်းလေအရေးအတွက်ရှားလေပါပဲအဆင့်၄ဆင့်ကတော့ဝါဇိုမိုနိုခေါ် grade salt ရီယိုဝါဇိုမိုနိုခေါ် skifu grade salt အိုဝါဇိုမိုနိုခေါ် grade salt နဲ့ဆိုင်ဂျိုအိုဝါဇိုမိုနိုခေါ် supreme grade salt တို့ပဲဖြစ်ကြပါတယ်ဇိုရိုကကရီနာကိုဓာတ်နှစ်လက်နဲ့မနိုင်လို့နောက်တစ်လက်ကိုပါးစပ်မှာကိုက်ပြီးသုံးနာကနေစလို့3 source time Onikiri ဆိုတဲ့တိုက်ကွက်နဲ့ unit ဖြစ်တဲ့ character တစ်ယောက်ဖြစ်လာခဲ့ပါတယ်အနာဂတ်မှာဇိုရိုအနေနဲ့ဂရိုစီတွေလိုမကောင်းဆိုးဝါးတွေနဲ့ရင်ဆိုင်ရနိုင်တဲ့အတွက် power add တစ်ခုကိုလိုနေပြီးဇိုရိုလိုဓာတ်သမားတစ်ယောက်ကို power add လုပ်ပေးခြင်းရင်ဓာတ်တွေကလည်းစဉ်းစားစရာဖြစ်လာပါတယ်ဒါကြောင့်အနာဂတ်မှာဇိုရိုအနေနဲ့ဘယ်ဓာတ်တွေကိုကင်ဖို့ရှိလဲဓာတ်အသစ်တွေရသွားဖို့ရှိလဲဆိုတာကိုကျွန်တော်ထင်မြင်ချက်နဲ့ပြောပြပေးသွားပါမယ်ဝါနိုအီချီမွန်ဂျီဝါနိုအီချီမွန်ဂျီကရှီမိုဆိုကီကိုဇာဘူရိုကဝါနိုမှာတုံးလုံးခဲ့တာဖြစ်ပြီးဒုတိယအမြင့်ဆုံးအဆင့်မှာရှိပါတယ်ကိုဇာဘူရိုကဝါနိုကနေလာပြီး East Blue ကရွာလေးတစ်ရွာမှာအခြေချခဲ့ပြီးဝါနိုအီချီမွန်ဂျီကိုသူ့သားခရိုကီရိုကိုလက်စစ်ကန်ခဲ့ပါတယ်ခရိုကီရိုကိုကတင်တန်းကျောင်းတစ်ခုဖွင့်ထားပြီးသူ့တင်တန်းမှာဓာတ်အဆစ်တွေမလိုတာကြောင့်ဝါနိုအီချီမွန်ဂျီကိုတင်ထားခဲ့ပါတယ်ဇိုရိုကကရီနာကိုဓာတ်အဆစ်နဲ့ချဖို့စိန်ခေါ်တဲ့အချိန်ကရီနာကဝါနိုအီချီမွန်ဂျီကိုထုတ်ခဲ့ပြီးကရီနာရဲ့ဓာတ်ဖြစ်လာခဲ့ပါတယ်ကရီနာနဲ့ဇိုရိုကအကောင်းဆုံးပြိုင်ဘက်တွေဖြစ်ခဲ့ကြပြီးဇိုရိုကကရီနာနဲ့စိန်ခေါ်ပွဲ2000လုံးရှုံးခဲ့ပါတယ်အချိန်ကြာလာတဲ့အခါကရီနာကမင်းကလေးတဘာဝအားနေလာပြီးဒါကိုဇိုရိုကနေငါ့ကိုရှုံးသားမှကြောက်လို့မဟုတ်တာတွေရှောက်ပြောမနေနဲ့ငါတနေ့နင်းကိုအနိုင်ယူမှာငါတို့နှစ်ယောက်ထဲကတစ်ယောက်ကကဘာအသက်မှဆုံးလူတွေဖြစ်လာရမယ်ဆိုကနှစ်ယောက်လုံးကတိပြုခဲ့ကြပြီးအဲ့အချိန်ကနေဇိုရိုရဲ့အိမ်မက်ကပေါက်ဖွာလာခဲ့တာပါဒါပေမဲ့တနေ့မှာကရီနာကလှေကားကနေပြောကြကတိတ်ဆုံးသွားခဲ့ပြီးဇိုရိုကခရိုကီရိုကိုထံကနေကရီနာရဲ့ဓာတ်နဲ့သူ့ရဲ့အိမ်မက်ကိုဆက်ခံပါမယ်ဝါနိုအီချီမွန်ဂျီကိုသူ့ကိုပေးပါဆိုကတောင်းခံခဲ့ပြီးဇိုရိုရဲ့ပထမအဦးဆုံးဓာတ်ဖြစ်လာခဲ့ပါတယ်ထိုအချိန်ကစလို့ East Blue မှာ Power Hunter ဆိုတဲ့နာမည်နဲ့ကြော်ကြားခဲ့ပြီးဘရာတီစီမှာ World Strongest Swordman မီဟော့ကိုအစင်ခေါ်ကသူ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့ဤအချိန်ကဇိုရိုကဟာခီကိုဗာလဲတောင်မသိပဲမီဟော့လည်းပဲရောက်ဖို့အများကြီးလိုနေပြီးသူဆက်ကြိုးစားဖို့အများကြီးလိုသေးတယ်ဆိုတာကိုသိခဲ့ရပါတယ်ဒါပေမဲ့မီဟော့နဲ့တိုက်ပွဲမှာနောက်ကိုတလန်မဆုတ်သွားတဲ့အပြင်နောက်ကျော်ကဓာတ်တန်ရာကဓာတ်သမားတွေအတွက်ရှက်ဖို့ကောင်းနေဆိုကမီဟော့ကိုရင်ဝါဖို့ပဲခုတ်ပြီးအဆုံးတက်ဖို့တောင်းဆိုခဲ့ပါတယ်ဇိုရိုရဲ့စိတ်တက်ကိုလေးစားသွားတဲ့မီဟော့ကဇိုရိုကိုအတိအမှတ်ပြုက Supreme Grade Salt တဲ့ကဓာတ်တစ်ချောင်းဖြစ်တဲ့ယူရိုနဲ့ရင်ဝါကိုမတိနိုင်တဲ့ဒဏ်ရာပဲပေးကတစ်ချိန်ငါ့ကိုပြန်လာရှာပြီးအနိုင်ယူဖို့ပြန်လာခဲ့ဆိုကထွက်သွားခဲ့ပါတယ်ထိုအချိန်ဝန်ပီမှာစက်သိမ်းထားစရာအခန်းတွေကတစ်ခုဖြစ်တဲ့ဓာတ်ကိုမိုးပေါ်ထောင်ပြီးချိန်ဆုပ်ခဲ့တဲ့ဇိုရိုရဲ့အကောင်းဆုံးမူမှန်ကိုတွေ့ခဲ့ရပါတယ်ဒီအခန်းက One Piece မှာကျွန်တော်အကြိုက်ဆုံးဇိုရိုရဲ့ဆင်းနေထဲကတစ်ခုဖြစ်ပြီးဒီအခန်းမှာဇိုရိုကသူ့ကိုသူနားလဲကနောက်မရှုံးစေရဘူးဆိုပြီးသူ့ရဲ့ကပတိန်ဖြစ်တဲ့လူဖီကိုတောင်းပန်ကမင်းကပင်လယ်တမယားဘရင်ဆိုရင်ငါကလည်းအကောင်းဆုံးဓာတ်သမားဖြစ်စေရမယ်ဆိုကဓာတ်ကိုမိုးပေါ်ထောင်ပြီးတော့ကျိတ်ဆိုခဲ့ပါတယ်
ဒီအခန်းမှာဆိုရိုကသူ့ပြိုင်ဘက်မီဟော့ကသူ့ထက်အများကြီးတတ်မှတာကိုတီးခဲ့ရပြီးပန်းနိုင်ရောက်ဖို့တက်တဲ့လှေကတဆင့်ချင်းစီကိုသူအောင်မြင်နဲ့တက်ကသူ့အိမ်မက်အတိုင်းမီဟော့ကိုအနိုင်ယူဖို့ပြန်လာခဲ့မယ်ဆိုတာကိုအားလုံးရှိမှကြွေးကြော်လိုက်သလိုပါပဲမီဟော့နဲ့လူဖီကလည်းဒါကိုသဘောကျပြီးနောက်မှာဆိုရိုကသူ့စကားအတိုင်းဖြစ်အောင်လုပ်ပြနိုင်ခဲ့တဲ့ဆိုတာကိုတွေ့ရမှာပါဇိုရိုရဲ့စကားကိုဘရာတီစီကလူတွေကပါကြားခဲ့ရပြီးဇိုရိုရဲ့စိတ်ဓာတ်ကိုအိနေယာမှာအားလုံးကလည်းနားလည်ခဲ့ပါတယ်။ထိုအချိန်ကစပြီးဇိုရိုကသူတာဝန်ယူဖြည့်ရှင်းရတဲ့ပြိုင်ဘက်တိုင်းကိုအနာယူကတပြေးပြေးတန်မာလာပြီးကုဆိုဟာကီအားလုံးကိုတုံတက်နေပြီးရောင်ကုန်ကွန်မန်ဒါတယောက်တောင်ဖြစ်လာပါပြီ။မီဟော့နဲ့ပတေမှာဇိုရိုကအခြားသားနှစ်ချောင်းကိုကြိုးစားခဲ့ပြီး Supreme Great Sword နဲ့တိုက်ခိုက်ရပြီမဲ့ဝါနိုအီချီမွန်ရှိကတော့ဘာမှမဖြစ်ခဲ့ပဲဒါကဘလောက်တောင် quality ကောင်းလဲဆိုတာကိုမြင်ခဲ့ရပါတယ်။မီတိုတွေကကိုင်ဆောင်တဲ့လူတွေရဲ့ power level အပေါ်လိုက်ပြီးအဆင်မြင့်လာတတ်ပြီးဒါကိုအာဘမန်ဟာခီနဲ့ရာသက်ပံအုပ်လိုက်ရင်တော့အဲ့ဓာတွေကတဆင်မြင့်သွားတယ်လို့ဆိုကြပြီးထိုဓာတွေကိုတော့ကမ္ဘာအကောင်ဆုံး Black Blade တွေလို့သတ်မှတ်ကြပါတယ်။ဇက်လန်ထဲမှာ Black Blade တွေကိုမီဟော့ရဲ့ Euro ရောဂျာရဲ့ Ace နဲ့ White Bear ရဲ့ Murakumukiri ဆိုတဲ့သုံးလက်ကိုပဲချပြထားပြီးအသက်အမဆုံးလူတွေမှာပဲရှိနေတာကိုတွေ့ရပါတယ်။ဝါနိုအီချီမွန်ချီအနေနဲ့ဇိုရိုနဲ့ကရီနာရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးမယ်ဒါဖြစ်တဲ့အတွက်ဝါနိုအီချီမွန်ချီကိုအစားထိုးမှာမဟုတ်သလိုဇက်လန်အဆုံးထိလည်းဒီတားကိုဇိုရိုနဲ့တွေ့မြင်သွားရမှာပါ။ဇိုရိုက1 source line ကိုသုံးရင်ဝါနိုအီချီမွန်ချီကိုပဲသုံးပြီးတစ်ချိန်ကြာရင်လည်းတေချာပေါက် Black Blade ဖြစ်လာမယ်ဒါပါBlack Blade ဖြစ်လာဖို့ကတေးကြပြီးဘယ်အချိန်ဖြစ်လာမယ်ဆိုရင်ဇိုရိုနဲ့မီဟော့တို့ရဲ့နောက်တစ်ချိန်ရင်ဆိုင်မှုမှာ Black Blade အဖြစ်ပြောင်းပြီးမီဟော့ကိုအနိုင်ယူဖို့ကူညီမဲ့ဓာတ်တစ်ချောင်းလို့ကျွန်တော်ကယုံကြည်ပါတယ်။ဒါဆိုရင်ဝါနိုအီချီမွန်ချီနဲ့ကရီနာရဲ့အိမ်မက်ကိုဆက်လက်တည်ဆောင်ထားတဲ့ဇိုရိုရဲ့အိမ်မက်ကပြေးဝသွားပြီးအဖြူရောင်ဒါအဖို့မှာအနက်ရောင်ဒါနဲ့ဆိုအရန်လဲလိုက်ဖက်သွားမှာပါ။စန်တိုင်ကီတက်စုဒီဓာတ်ကိုအိုဒန်ရဲ့အဖေကိုဇိုကီဆိုကီယာကီကသုံးလုပ်ခဲ့တာဖြစ်ပါတယ်။ကီတက်စုဓာတ်တွေကကျေသာတင်ထားတယ်လို့နာမည်ကြီးကြပြီးစန်တိုင်ကီတက်စုက E-Blue ကိုရောက်လာပြီးကိုင်ဆောင်သူတွေကိုတပ်ပစ်တယ်လို့နာမည်ကြီးပါတယ်။ဒါကိုဇိုရိုကတတိထားမိသွားပြီးဓာတ်တွေထဲကစန်တိုင်ကီတက်စုကိုထိုက်တန်ကြောင်းဓာတ်ကိုလေပေါ်မြောက်ပြီးစန်တန်ပီမှာရယူခဲ့တာပါ။အမှန်တော့စန်တိုင်ကီတက်စုကကျေသာတင်ဓာတ်ဆိုတာထက်တာမန်သူတွေကင်ရင်မထိုက်တန်လို့မကိုင်ဆောင်နိုင်ခဲ့တာပါ။ဇိုရိုရဲ့ဝေပါဝါကစန်တိုက်ကီတက်စုထက်ပုံမြင့်တာကြောင့်သာကိုင်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီဓာတ်တွေကကိုယ်ပိုင်စိတ်ရှိရပြီးထိုက်တန်သူသာကိုင်ဆောင်နိုင်တဲ့ဓာတ်အမျိုးအစားတွေပါဒီဓာတ်ကဇိုရိုနဲ့ဒုတက်ရာအကြဆုံးရှိခဲ့တဲ့ဓာတ်ဖြစ်ပြီးခုချိန်ထိလည်းဇိုရိုကိုင်ဆောင်ထားတော့မှာပဲစန်တိုက်ကီတက်စုကအနာဂတ်မှာဇိုရိုအစားထိုးနိုင်ဖို့ရခိုင်နှုန်းအများဆုံးဓာတ်ဖြစ်ပြီးဇိုရိုအစားထိုးနိုင်တဲ့ဓာတ်ကတော့ရှိုးတိုင်ကီတက်စုပါပဲကီတက်စုဓာတ်တွေက1 P ဝေါ်ထဲမှာချိန်စာတင်ဓာတ်တွေလို့နာမည်ကြီးကြပြီးကီတက်စုဓာတ်အမျိုးအစား3လက်ရှိပါတယ်တိုးတိုင်ကီတက်စုကအရင်သုံးလုံးတဲ့ဓာတ်ဖြစ်တဲ့အပြင်ဆိုင်ဂျိုအိုဝါဇိုမိုနိုအဆင့်တွေကဓာတ်ဖြစ်ပြီးကိုရိုဆေဗီနက်ဂျူတို့ကိုင်ဆောင်တဲ့ဓာတ်လို့လည်းထင်ကြီးပေးခံနေရပါတယ်မကားထဲမှာတော့ကိုရိုဆေဗီနက်ဂျူတို့ကိုင်ဆောင်တဲ့ဓာတ်ကိုရှိုးတိုက်ကီတက်စုလို့အတည်ပြုခဲ့ပြီးဖြစ်တဲ့အတွက်ဇိုရိုအနေနဲ့ရှိုးတိုက်ကီတက်စုကိုရနိုင်မှုတော့မရှိတော့ပါဘူးဓာတ်တွေကကိုင်ဆောင်တဲ့ဓာတ်သမားနဲ့အတူနာမည်ကြီးလာပြီးစန်တိုက်ကီတက်စုကိုလည်းဇိုရိုနဲ့အတူနာမည်ကြီးလာဖို့ထင်မိပါတယ်1 P ဝေါ်ထဲမှာကီတက်စုကိုကိုင်ဆောင်တဲ့ဓာတ်သမားဆိုရင်ဘောကာပမန်အမြင့်ဆုံးတွေကကိုရိုဆေဗီနက်ဂျူရိုနဲ့ဇိုရိုပဲရှိတာကြောင့်စန်တိုက်ကီတက်စုကိုဇိုရိုနဲ့အပီတီရှိပြီး level တစ်ဆင့်မြင့်လာမဲ့ဓာတ်လို့ထင်မိပါတယ်1 P ဝေါ်ထဲမှာကီတက်စုဓာတ်တွေကိုခြေစာတင်တာလို့သတ်မှတ်ကြပြီးကိုင်ဆောင်သူအလွန်ရှားပါးတာကြောင့်စန်တိုက်ကီတက်စုကိုကျွန်တော်အနေနဲ့ဇိုရိုနဲ့1 P ပြီးဆုံးတဲ့အထိအတူရှိစေချင်ပါတယ်ယူဘာရှိရီစန်တိုက်ကီတက်စုကိုတတိရှိထိုက်တန်ကြောင်းတတိပြခဲ့တဲ့ဇိုရိုကိုဒါသမားကောင်းတစ်ယောက်ဖြစ်လာမဲ့သူဆိုတာသိသွားတဲ့ဒါဆိုင်ပိုင်ရှင်အီပိုမတ်စုကယူဘာရှိရီဆိုတဲ့ဓာတ်ကိုထုတ်ပေးခဲ့ပါတယ်ယူဘာရှိရီကအီပိုမတ်စုတို့မျိုးရိုးစင်ဆက်ထိမ့်သိမ်းလာတဲ့ဓာတ်ဖြစ်ပြီးသူ့ဆိုင်မှာတော့အကောင်းဆုံးဓာတ်ဖြစ်ပါတယ်ယူဘာရှိရီကမီတိုတွေအဆင့်မှာရီယိုဝါဇိုမိုနိုအဆင့်ထဲကဓာတ်ဖြစ်ပြီးတတိယအကောင်းဆုံးဓာတ်လည်းဖြစ်ပါတယ်တကယ်တမ်းရောင်းရင်စီးတော်ရတဲ့ဓာတ်ဖြစ်ပေမဲ့မျိုးရိုးအဆင့်ဆက်လက်စိတ်ကန်ခဲ့တဲ့ဓာတ်ဖြစ်တာမို့မရောင်းမဲတင်ထားခဲ့ပါတယ်ဇိုရိုနဲ့တွေ့မှာဇိုရိုရဲ့စိတ်ဓာတ်ကိုလေးစားကထုတ်ပေးခဲ့ပါတယ်ပေးတာမှာအလကားနဲ့ပေးခဲ့တာပါယူဘာရှိရီကိုစန်တိုက်ကီတက်စုနဲ့အတူစတင်ခိုင်းခဲ့ပြီးယူဘာရှိရီက Skillful Great Sword ထဲကဓာတ်ဖြစ်တာမို့တော်တော်လေးပေါ်တယ်လို့သိရပါတယ်
ဆိုရိုကယူဘာရှိရီကိုလော့ဒေါင်းတွေကစတင်ခိုင်းခဲ့ပြီးဝါတာ7မှာရေတပ်ကပတိန်ရှိုးဆိုတဲ့ဘဲကြောင်ပျက်စီးခဲ့ပါတယ်ရှိုးက Red Rescue လို့ခေါ်တဲ့တက်ကြီးတက်စီတဲ့အသီးကိုစောက်ခဲ့ပြီးသူနဲ့ထိတဲ့တန်မှန်သမျှကိုတန်ကြီးတက်ပြီးပျက်စီးကုန်ပါတယ်အမှန်တော့နောက်အပ်မှာဆိုရိုကိုဓာတ်အသေးအမြန်ပေးချိနာကြောင့်ရုတ်တရက်ဖျက်ဆီးလိုက်တဲ့သဘောလိုပဲထင်မိပါတယ်အဲ့တုန်းကဇိုရိုကဟာခီကိုမတုံးသက်သေးတာကြောင့်သာယူဘာရှိရီကိုဆုံးရှုံးခဲ့တာလို့မိဟုတ်ကလည်းပြောပူပါတယ်ဘလို့ပဲဖြစ်ဖြစ်ဘယ်ကမှမသိပေါ်လာတဲ့ရေသက်သားရဲ့လက်ထဲမှာယူဘာရှိရီလိုအစင်းမြင့်တဲ့ဓာတ်တစ်ချောင်းဆုံးရှုံးလိုက်ရတာကတော့နှမျိုးဖို့ကောင်းပါတယ်ဇိုရိုကသူ့ဓာတ်ရဲ့အပေါ်အရန်တက်မိုးထားပြီးယူဘာရှိရီပျက်စီးသွားတော့မှထွေလာဘက်ထီသူနဲ့အတူတဲလာပြီးဘရိုရဲ့အဖွဲ့သားတွေနဲ့အတူမြုံနှံပေးခဲ့တာကိုတွေ့ရပါတယ်ရှီဇူရီကဝါနိုကဒန်နာယီလာဒါသက်မှာရီယူမာကိုက်ဆောင်ခဲ့တဲ့ဓာတ်ဖြစ်ပါတယ်ရီယူမာကသူခေတုအခါကမီဟော့လိုအရန်ကြန့်တဲ့ဒါသမားဆိုတာတန်တရာကေကင်းနဲ့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ဓာတ်ကတသိပါပဲ။ရီယူမာရဲ့ဓာတ်က Black Blade အဖြစ်ပြောင်းထားတဲ့အကောင်းဆုံးဓာတ်တွေကတစ်ချောင်းဖြစ်ပါတယ်။ရှီဇူရီကလည်းရီယူမာနဲ့အတူနာမည်ကျော်လာပြီးသူတည်ဆုံးတဲ့အချိန်သူနဲ့အတူလူရောဓာတ်ကိုပါဝါနိုမှာအသေးအချာမြုံနှံပေးခဲ့ပါတယ်။ဝါနိုမှာကိုင်းတိုကိုလက်ရင်ဆိုင်တဲ့ဒဂွန်မော်ရီယာကတိုက်ပွဲအပြီးမှာကိုင်းတိုကိုရှုံးနေပြီးရီယူမာရဲ့အလောင်းနဲ့သူ့ရဲ့ဓာတ်ကိုပါခိုးသွားခဲ့ပါတယ်။မော်ရီယာရဲ့ဒဘယ်ဖရူကြောင့်ဇိုမီလိုပြောင်းခံသွားရပြီးသူ့ရဲ့ပရိုင်းလောင်မကျန်တော့ပေမဲ့ဝါနိုပြည်မှာရီယူမာရဲ့ဓာတ်ကိုအလွန်အရေးထားတာကြောင့်သူခေတ်သူအခါကတော့ပြန်ဆန်ရှားတစ်ယောက်လို့ပြောလို့ရပါတယ်။ရီယူမာကထွေလာပတ်မှာဇိုရိုနဲ့တိုက်ခိုက်ခဲ့ပြီးသူ့ရဲ့ဓာတ်ကိုဇိုရိုထန်းကြီးနန်းနဲ့လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ဒါကိုမသိတဲ့ဝါနိုကလူတွေကဇိုရိုဒီဓာတ်ကိုကင်ထားရင်ရီယူမာရဲ့အလောင်းကိုခိုးတယ်လို့ဆွဆွဲကတိုက်ခိုက်ကြပါတယ်။ဂရိုကီမာရူကလည်းဝါနိုရဲ့အလေးအနက်ထားရာရေဒနာမို့လို့ဒီဓာတ်ကိုဇိုရိုထဲကနေပြန်ယူခဲ့ပါတယ်။ဇိုရိုကအစကဒီဓာတ်ကိုပြန်ယူမှုစူးစမ်းခဲ့ပေမဲ့ဟီရူရီကအမ်မာနဲ့လဲမယ်လို့ပြောခဲ့တာကြောင့်ဝါနိုတိုင်းပြည်ရဲ့လူတွေအလေးနဲ့ထားတဲ့ရီယူမာရဲ့ဓာတ်ကိုပြန်ပေးခဲ့တာဖြစ်ပါတယ်။ရှီဇူရီကဘလောက်အရေးအသွေးကောင်းလဲဆိုတာကိုပြောစရာမလိုပါဘူး။ဘာလို့လဲဆိုတော့ဓာတ်ကဘလက်ပလက်ဖြစ်နေပြီးသားကိုဓာတ်တွေကဘယ်အချိန်မှာဘလက်ပလက်ဖြစ်လဲဘလို့ဖြစ်အောင်လုပ်ရလဲဆိုတာကိုမသိသေးပေမဲ့ဘလက်ပလက်ဓာတ်တွေကအတ္တမတကားအတ္တမဆုံးဆိုတဲ့ထိတ်ဆုံကလူတွေမှာပဲရှိတာပါ။ဒီဓာတ်ကိုဇိုရိုကထွေလာဘက်ကနေပြီးတော့ဝါနိုအထီးကိုင်ဆောင်ခဲ့ပြီးဝါနိုမှာအမ်မာနဲ့အစားထုတ်ခဲ့ပါတယ်။အမ်မာကလည်းဝါနိုအီချီမွန်ချီလိုပဲ Great Sword ထဲကဓာတ်ဖြစ်ပြီးဒုတိယအမြင့်ဆုံးအဆင့်မှာရှိတဲ့ဓာတ်လည်းဖြစ်ပါတယ်။အမ်မာကလည်းဝါဇိုအီချီမွန်ချီကိုသုံးလုံးခဲ့တဲ့ကိုဇာပူရိုကပဲသုံးလုံးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဆိုတော့လက်ရှိအသုံးပြုနေတဲ့ဓာတ်သုံးလက်လုံးကဝါနိုကဗပဲဆရာကြီးတွေတခြားသုံးလုံးခဲ့တာတွေဖြစ်ကြပြီးအဲ့တဲကနှစ်လက်ကတော့ကိုဇာပူရိုရဲ့လက်ရာတွေပါအမ်မာကအိုဒန်ရဲ့ဓာတ်တွေကဖြစ်ပြီးအိုဒန်က2 source time ကိုသုံးတဲ့ဓာတ်သမားဖြစ်ပါတယ်ဒီဓာတ်တွေနဲ့ပဲကမ္ဘာအသက်မှာဆုံးခရီရှားဆိုတဲ့ခိုင်တိုလိုမကောင်းဆိုးဝါးကိုတေရပါဒဏ်ရာပေးနိုင်ခဲ့တဲ့ဓာတ်တွေဆိုလည်းမမှားပါဘူးဇိုရိုကလည်းအမ်မာကိုလက်ခံပြီးအိုဒန်ဒီတူအိုဒန်ပေးခဲ့တဲ့ဒဏ်ရာပေါ်ကအမ်မာရုပ်ကိုအမ်မာနဲ့ပြန်ပြီးတော့တဖန်တူးဆပြီးနိုင်ခဲ့ပါတယ်အိုထန်ကသူ့ဓာတ်တွေကိုသူ့သားသမီးတွေကိုလက်ဆင့်ကမ်းမှုပြောခဲပုံရပြီးအာမဲနိုဟာပါကီရီဆိုတဲ့ကောင်းကင်ကိုပါခုတ်ဖြတ်လို့ရတယ်ဆိုတဲ့ဓာတ်ကိုသူ့သားမိုမိုနိုစကီကိုလက်ဆင့်ကမ်းခဲ့ပြီးအမ်မာဆိုတဲ့ငရဲကိုပါခုတ်ဖြတ်နိုင်တယ်ဆိုတဲ့ဓာတ်ကိုတော့သူ့သမီးဟီရူရီကိုလက်ဆင့်ကမ်းခဲ့ပါတယ်ဟီရူရီကအမ်မာကိုရပြီးချင်းရှီရူရီနဲ့လဲလှည့်ခဲ့တာကြောင့်အမ်မာကဇိုရိုရဲ့ဓာတ်ဖြစ်လာခဲ့ပါတယ်အမ်မာအနေနဲ့လည်းဇိုရိုအလွယ်တကူကိုင်နိုင်ခဲ့တဲ့ဓာတ်မျိုးတော့မဟုတ်ပါဘူးထိုက်တန်ကြောင့်အမျိုးမျိုးသက်သေပြခဲ့ရပါတယ်အမ်မာကခိုင်ဆောင်သူရဲ့ဟာကီကိုအလွန်အကျွန်းဆုပ်ယူပြီးတစ်ဖက်မှာတော့အရန်အပြင်းတဲ့တိုက်ပွဲတွေကိုပြန်ဖန်တီးပေးပါတယ်အသုံးပြုသူကတေချာမထိမ့်သိမ်းနိုင်ရင်ဟာကီကိုအကုန်ဆုပ်ယူပြီးအသက်တည်ဆုံးတဲ့အထီးဖြစ်နိုင်ပါတယ်ဇိုရိုအနေနဲ့အမ်မာကိုရပြီးကတဲ့ကကင်လိုက်ရင်ဟာကီအလွန်အကျွန်းဆုပ်ယူခံနေရတာကြောင့်ဓာတ်ကိုနားလည်ဖို့အရန်စူးစမ်းခဲ့ရပြီးကင်းနဲ့ပတဲ့နောက်ဆုံးအချိန်မှသာအမ်မာကိုအသေးချာအသုံးပြုနိုင်ခဲ့တာပါဝါနိုအီချီမွန်းချီကိုထုတ်လုပ်ခဲ့တဲ့သူနဲ့အတူတူပဲဆိုတာကိုနားလည်သွားပြီးအိုဒန်တောင်အမ်မာကိုအခက်ခဲမရှိတိုက်ပွဲတွေမှာအေးဆေးသုံးနိုင်ခဲ့တာကြောင့်အဖြည်းဖြည်းနားလည်လာကထိန်းချုပ်နိုင်ခဲ့ပြီးမျိုးသုံးပြီးလို့သတ်မှတ်ခဲ့တဲ့လူနာရီယန်မျိုးနယ်ထဲကနောက်ဆုံးကြံရည်သူဖြစ်တဲ့ကင်းကိုအနာယူခကင်းအော့ဟဲဖြစ်လာခဲ့ပါတယ်ဝါနိုအက်ကအန်နမီထဲမှာပြီးခဲ့တာမကြသေးတဲ့အဖြစ်တာကြောင့်အမ်မာကအသစ်ဆက်ဆက်ရခဲ့တဲ့ဒါလို့ပြောလို့ရပြီးချက်ချင်းတော့အစားထိုးသေးမှာမဟုတ်သေးပါဘူး
ကျွန်တော်အနေနဲ့ဇိုရိုကိုဒါအသေးပေးချင်နေဆိုရင်အမဖို့ပဲပြန်လဲပေးစီချင်ပါတယ်ဘာလို့လဲဆိုတော့ဝါနိုအီချီမွန်ချီကဇိုရိုရဲ့အိမ်မက်ကိုအကောင့်အထည်အတူဖော်မဲ့တာဖြစ်တာကြောင့်ဘယ်လိုနည်းနဲ့မှတော့အစားထိုးမှာမဟုတ်ပါဘူးဆန်နိုင်ကီတက်စုကရခဲ့တာကြပြီးတတိယအဆင့်အတန်မာဆုံးရီယိုဝါဆိုမိုနိုတွေက Great Salt တွေကအဆင့်ဖြစ်တာကြောင့်ကျန်တဲ့ဓာတ်တွေထက်အဆင့်နှိမ့်တယ်ဆိုပေမဲ့ဓာတ်တွေကကိုင်းဆောင်သူ level ကိုလိုက်ပြီးအဆင့်မြင့်လာတာကြောင့်ရောကီတက်စုကိုအသုံးပြုတဲ့သူတွေမရှိသလောက်နှဲပါပြီးဆိုရိုနဲ့ကိုရိုစေဖီနက်ဂျူတို့ပဲရှိတာကြောင့်ရောကျွန်တော်အနေနဲ့ဆန်နိုင်ကီတက်စုကိုအစားမထိုးစေချင်ပါဘူးအမ်မာကအလွန်ကောင်းတဲ့ဓာတ်ဆိုတာမှန်ပေမဲ့ရှေ့ကဓာတ်နှစ်လက်လိုအကြောင်းပြချက်ရည်ရရာမရှိတာကြောင့်အစားထိုးရင်ရှေ့ကဓာတ်တွေထပ်ပိုဖြစ်စေချင်ပါတယ်ဆိုရိုကိုအိုဒါအနေနဲ့ပါဝါအပ်လုပ်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဓာတ်တွေကိုအစားထိုးမှာမဟုတ်ဘူးလို့ထင်ပါတယ်ဓာတ်တွေကခိုင်ဆောင်သူ level နဲ့သာသက်ဆိုင်ပြီးဓာတ်တွေအားလုံး black plate ဖြစ်လာမယ်လို့မထင်ပေမဲ့ဆိုရိုနဲ့အတူနာမည်ကြီးလာမယ်ဓာတ်တွေလို့တော့ထင်မိပါတယ်အမ်မာကအစတည်းကအိုဒန်ကြောင့်နာမည်ကြီးပြီးသားပါဓာတ်၃ကြောင်းအလုံးဆိုရိုကြောင့် black plate ဖြစ်လာတယ်ဆိုရင်ဆိုရိုက black plate ၃ကြောင်းနဲ့အရန်ကိုခေါ်သွားပါဖြစ်ပြီးအဲ့လိုတော့ဖြစ်လာမယ်လို့တော့မထင်မိပါဘူးဆိုလိုကအားတိုင်းဓာတ်တွေကိုလဲနေတာမဟုတ်ပဲယူပါရှိရီဆိုရင်ပြက်စီသွားလို့သာမတက်တာပဲလမ်းခွဲလိုက်ရတဲ့သဘောပါပဲဆိုလိုကဓာတ်တွေအပေါ်အလွန်တန်ဖိုးထားပြီးယူပါရှိရီကိုပြက်စီသွားတဲ့အတွက်ဝမ်းထဲကတေချာမြုပ်နှံပေးခဲ့တာကိုလည်းတွေ့ရပါတယ်ရှီဇူရီဆိုရင်လည်းဝါနိုကအလေးအနက်ထားရာဓာတ်မိုးလို့သာပြန်ပေးခဲ့တာပါဒါကတော့ဇိုရိုဇက်လန်ထဲမှာအသုံးပြုခဲ့တဲ့ဓာတ်တွေနဲ့အခြားအစားထိုးဖို့ဓာတ်တွေရှိသေးလားဆိုတာကိုကျွန်တော်ထင်မြင်ချက်နဲ့ပြောပြပေးသွားတာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နှင်းသက်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးဗီဒီယိုလေးကိုလက်မလေးပေးခဲ့လို့ရပါတယ်။မကားဗီဒီယို breakdown တွေကိုတစ်ပတ်တစ်ခါတင်ပေးမှာဖြစ်တာကြောင့်ဂျားထဲမှာလုပ်ပေးစီချင်တဲ့ content လေးတွေရှိရင် comment မှာရေးခဲ့ပေးလို့လည်းရပါတယ်။